Hey Siri, send a message to my mom. What do you want to say? Where are you now? Okay, sending. Cancel, please. Okay, cancelled. ခမ ्या က iPhone ကိုကြွားဖို့အတွက်တီးတန့်သုံးတဲ့သူဆိုရင်ခမ ्या ပို့ပြီးကြွားလို့ရအောင်ကျွန်တော်စီ style ခက်မိုက်နဲ့ဒုက္ခပြဖို့ကျွန်တော်တင်ပေးမယ် Okay ကြည့်လိုက်အောင် iPhone ကိုလက်နဲ့ထိပြီးသုံးနေတာယူသွားပြီလားအခုလို့ဒီအတန်နဲ့တင်ခိုင်းလို့ရတာကိုပြလိုက်မှခမ ्या ကတကယ် iPhone Pro တယောက်ဖြစ်တော့မှာပါဒီနေ့ဗီဒီယိုမှာဒီ Siri ကိုအသုံးပြုပြီးမှတကယ်ရင်းတွေရှေ့မှာဒီဘယ်လိုအထာကျမလဲဆိုတာကိုပြောပြပေးမယ်ပထမဆုံးတစ်ခွက်ကတော့ Harry Potter တဲကလို့မော်ပညာပြမှာပါဒီခမ ्या အမောင်ထဲမှာဖုန်းကိုလှမ်းရှာရခက်နေ Hey Siri Lumos လို့တာခေါ်လိုက်ပါ Hey Siri, Lumos. ဒီကချက်ချင်းမီးလင်းလာလိုက်မယ် flashlight လင်းလာမယ်ပေါ့နော်အားလုံးကအောက်အောင်သွားတဲ့အချိန်မှာပဲခက်တည်တည်ပဲ Knox လို့ပြောပြီးမှဖုန်းမီးကိုပြန်ပိတ်လို့ရပါတယ် Hey Siri, Knox. NOX Knox ပါနော်ဒါကခမ ्या ကိုလုံးဝ style ကျစေမယ်အကွက်တွေဖြစ်ပါတယ်နောက်တစ်ခုကဒီခမ ्या လက်မအားတဲ့ရှင်ဥပမာခမ ्या သမင်းစားနေရဖြစ်ဖြစ်ခမ ्या ကားမောင်းနေရဖြစ်ဖြစ်တယောက်ကိုဖုန်းခေါ်ခြင်း Hey Siri call mom on speaker လို့ပြောလိုက်ရုံပဲသူကဒီဖုန်းခေါ်ပေးမဲ့အပြင် speaker ပါတခါတည်းဖွင့်ပေးပြီးသားမို့ခမ ्या လက်တော်မှာဒီ Mobile on speaker. ရောက်ကြမလို့ပေါ့နော်လောက်ကြမလို့ဘူးဒီဖုန်းလာတဲ့အခါကျရင်လည်း answer the call လို့ပြောပြီးမှဖြေလို့ရတယ်လို့စကားပြောပြီးရင်လည်း end call လို့ခိုင်းလိုက်ရုံပဲဆိုတော့ Hey Siri, and လုံးဝဆရာကြီး style ပဲမလားနောက်တစ်ချက်ကဓာတ်ပုံရရင်လည်းဒီ selfie ပဲမဟုတ်ဘဲနဲ့ကင်မရာ app ပဲဖွင့်နေတာဆိုရင် open camera ရိုက်ထားတာတွေကိုပြန်ကြည့်ဖို့ဆိုရင် open photo စတဲ့အချက်တွေကခမ ्या ကိုပုံပြီးမှအသုံးဝင်စီမှာပါပြီးတော့မနေ့ကနိုးဆက်မြင်ဖုန်းကိုလိုက်ရှာစရာလိုက်ဆန်းနေကြမလို့တော့ဘူးဒီ stop alarm လို့အဲ့ရနေကနေခမ ्या အေးအေးစီမိတ်ပေးလိုက်ရုံပဲဥပမာဒီနေ့ဘာနေ့လဲသိချင်ရင် what is today လို့မေးလိုက်ရုံပဲအဲ့ခါနေဖုန်းပိတ်ရှင်ရင်တော့ lock my phone screen. ခိုင်းလိုက်ပေါ့ဗျာ Siri ကအင်္ဂလိပ်လိုပဲနားလည်တည်တာမို့လို့ကျွန်တော်အခုပြောတဲ့စကားလုံးအတုလေးတွေကိုခင်ဗျားတို့အလွတ်မှတ်ထားဖို့လိုအပ်ပါတယ်ခင်ဗျားအတွက်တကယ်အသုံးဝင်မှထားကြစီမှာပါဒီလိုမျိုး iPhone ရဲ့ short ချက်တွေကိုထပ်တီးချင်တယ်ဆိုရင်တော့ကျွန်တော်အကောင့်ကို follow ထားဖို့မမေ့နဲ့ဘူးเนาะ